မြန်မာနိုင်ငံလုံးဆိုင်ရာဂျပန်များနေ့ကိုတခုံတက္ကသိုလ်မှာတွားရောက်ဆင်နွှဲဖြစ်တဲ့ vlog လေးပါမင်္ဂလာပါရနာပါပြန်နေကြိုဆိုပါရစေဝေးလံခေါင်တီတောကြီးမြတ်မဲတခုံတက္ကသိုလ်တွေကစိတ်တစဆောင်မှာမှာလို့စိတ်ပညာဆောင်မှာ GLPT test တွားရောက်ဖြစ်ဆိုဖြစ်ခဲ့ပါတယ်မနက်9 နာရီမှာအိယာထားပြီးတော့လုံးဆရာရှိတာတွေလုံးဖျားရှိကိုအိမ်လုံးကိစ္စတွေလုံးရင်းနဲ့ခဏကြာတော့သွားဖို့အတွက်ပြင်ဆင်ပါတယ်မနက်9:15လောက်ခရေကအိယာထွက်တာ9 နာရီခွဲဝန်းကျင်လောက်ရောက်ပါတယ်ဂိတ်ဆုံးကတခုံတက္ကသိုလ်ဆိုလို့စီးသွားလိုက်တာဂိတ်ဝင်းနဲ့ရောက်သွားလို့သုံးမင်းပြန်စီရင်1500ပေးပေးနာကြောင်းနေခဲ့ရပါတယ်လူတိုင်းအေးပြလို့ရှိရင်ရုံမာတော့မဟုတ်အဲ့လိုဒီပိတ်နေတာAli pesan nak mana? Ni luar je lah. Tidak, tidak.အေးပါသုံးပိုင်းလုံးဖြစ်ဆိုပြီးပါတော့တနလုံးမတက်ဝင်ပြီးရစီရင်တိုင်းဟန်လက်စနဲပါပဲ今日のビデオはこれで終わりです。どうぞよろしくお願いします。じゃあまたね。See you in next vlog. Catch you later. Bye.